တို့စီးရရင်ကျွန်တော် April Fool လောက်တာပဲဖြစ်ပါလိမ့်မယ်အားလုံးမင်္ဂလာပါကျွန်တော်ဗီဒီယိုမှာပြန်နေပြီးတော့ကြိုဆိုနေပါတယ်နော်โอเคကျွန်တော်တို့ April 1ရက်နေ့ဆို2ရက်ဗျာအဲ့တော့ April 1ရက်နေ့မှာစီးရရင်လည်းပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုတွေတွေ့ကြုံခံစားလိုက်ရတယ်ပေါ့နော်ကျွန်တော်ဆိုရင်ကျွန်တော်ရဲ့တွေ့ကြုံပြပြရမယ်ဆိုရင်ဗျာကျွန်တော်ရဲ့ဖုန်းဆိုရင် physical simplex eSIM ထည့်လို့ရတယ်အဲ့ဒီမှာကျွန်တော် eSIM မထည့်တော့ဗျာ eSIM ရှောက်ဖို့ဆိုပြီးတော့ eSIM 2000ဝန်းဘာညာဆိုနေကြတယ်ရှောက်တာနဲ့ကိုယ့်ရဲ့မပုံတင်ရဗျာကျွန်တော်တို့ကိုယ့်ရဲ့မပုံတင်ရကိုယ့်ရဲ့စင်းကိုကျွန်တော်က Ooredoo eSIM ထည့်ဖို့ဆိုပြီးတော့ eSIM ရှောက်လိုက်တာဒါပေမဲ့ကိုယ့်ရဲ့မပုံတင်ရ Ooredoo ဖုန်းကတ်ကိုမပုံတင်ထားပြီးသားဆိုတော့ကျွန်တော် eSIM ဆောက်လို့မရတော့အဲ့ဒါနဲ့ကျွန်တော် eSIM မထည့်တော့အဲ့လိုနဲ့ကျွန်တော် April 1ရက်နေ့ရောက်လာတယ် April 1ရက်နေ့မှာဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းကရုတ်တရက် internet သုံးလို့မရတော့ဒါရင်ကွာဘာဖြစ်တာလဲဟိုငါဖုန်းကအဲ့တော့ wifi နဲ့ဆိုရင်တော့သုံးလို့ရတယ်ဒါပေမဲ့စင်းနဲ့ဆိုရင်သုံးလို့မရတော့အဲ့ဒါနဲ့ဘာကြောက်လဲဆိုပြီးတော့ကျွန်တော်လိုက်ကြည့်နေတော့ message တွေပါရောက်လာဘယ်ကိုဖုန်းခေါ်မှာပေါ့နော်ဘယ်ကို message ဘာညာပို့မှာ internet သုံးလို့ရမှာမယ်ဆိုပြီးအဲ့ဒါနဲ့အဲ့လိုမျိုးပြန်လုပ်လိုက်တဲ့အချိန်မှာကျွန်တော်ရပါတယ်ပေါ့ဗျာပြန်ရပါတယ်ပေါ့နော်အဲ့ဒါကျွန်တော်စီးရရင်ကျွန်တော် April Fool လောက်တာပဲဖြစ်ပါလိမ့်မယ်ကျွန်တော်အရင်ဗျာသုံးလို့မရတော့ဘူးဘာဘူးညာဘူးဆိုပြီးတော့အဲ့လိုလောက်တာတော့မဟုတ်ပါလေအဲ့ဒါကလည်းကောင်းပါလေအဲ့တော့ကျွန်တော်ကလုတ်ပေးရမယ်ဟာဒီကျွန်တော်ဆိုရင် IAI number နဲ့ register လုပ်ရမယ်ဆိုတော့ IAI number နဲ့ register လုပ်ရတယ်ဒါပေမဲ့ eSIM ကျတော့ကိုယ့်ရဲ့ဟာလုပ်လို့မရနဲ့ eSIM ကမထည့်တော့ဘူးဗျာအဲ့တော့ eSIM ကဘာမှမဖြစ်ဘူးဒါပေမဲ့ April Fool ကတော့လောက်ခံလိုက်ရတယ်အဲ့တော့ကြည့်နေတဲ့ Borai ထဲမှာဘယ်လိုမျိုး April 1ရက်နေ့တော့ဘယ်လိုမျိုးတွေ့ကြုံခံစားလိုက်ရလဲဒါလေးတွေကိုအောက်မှာမှန်သွားပြပြသွားပြီးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်